တက်ကောင်းတက်ရာဟူတမျှကိုကြားမြင်တူတာရှိပါစေ။အိုးအိမ်တီထောင်ဝမ်းစာရည်နဲ့အတက်မွေးကိုအတက်တင်လေလူနစ်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာတင်ကြားနားလည်စေမှန်ကန်ရင်ကြီးရှိုတာအေးဆိုရေးတက်ပါစေအဲ့ဒါမှဗုဒ္ဓဝါဒကမ္ဘာမင်္ဂလာတွေဒီကဗျာလေးကတော့38ဖြာမင်္ဂလာတရားတော်တွေကဘာဟုတင်စာကဗျာလေးပဲဖြစ်ပါတယ်ဒီကဗျာလေးရဲ့အဓိပ္ပာယ်ဆိုလိုရင်းကိုကျွန်တော်ကိုယ်တိုင်အကျယ်မဖွင့်ဆိုဘဲနဲ့ AI ကိုအကျယ်ဖွင့်ဆိုခိုင်းထားပါတယ်ခင်ဗျာဟုတ်ကဲ့ပါမစ္စတာယေဒီကဗျာလေးရဲ့အဓိပ္ပာယ်ကိုကျွန်တော်နားလဲတဲ့လောက်အကျယ်ဖွင့်ဆိုရရင်တက်ကောင်းတက်ရာဟူသမျှကိုကြားမြင်တူတာရှိပါစေဆိုတာကတော့မိမိပတ်ဝန်းကျင်မှာဖြစ်ပျက်နေတာတွေလောကီလောကုတ္တရာအသိပညာတွေကိုစဉ်ဆက်မပြတ်လေ့လာနေဖို့ပြောတာပါစာဖတ်ခြင်းနားထောင်ခြင်းမေးမြန်းခြင်းတို့ဖြင့်အသိအမြင်ကျယ်ပြန့်အောင်လှုပ်ဆောင်ရပါမယ်ဘဟုတုတရှိမှသာအမှားနဲ့အမှန်တို့ခွဲခြားနိုင်ပြီးလိမ်လည်လှည့်ဖျားမှုတွေကနေကင်းဝေးမှာဖြစ်ပါတယ်အိုးအိမ်တီထောင်ဝမ်းစာရည်နဲ့အသက်မွေးဖို့အတက်တင်လီဆိုတာကတော့လက်တွေ့ဘဝမှာအသုံးချလို့ရမယ်ကျွမ်းကျင်မှု skill တစ်ခုခုရှိနေဖို့ပါဘဟုတုတကတိတာကိုဆိုလိုပြီးအတက်ပညာကလှုပ်တတ်တာကိုဆိုလိုပါတယ်မိမိဘဝရက်တည်ရေးအတွက်တမအာဇီဝကြကြနဲ့အသက်မွေးနိုင်တဲ့ပညာလိုအပ်ပါတယ်ဥပမာစက်မှုလက်မှုနည်းပညာစေပညာစသဖြင့်ကိုကျွမ်းကျင်အောင်သင်ယူထားခြင်းဟာမင်္ဂလာတစ်ပါးဖြစ်ပါတယ်လူနှင့်ဆိုင်ရာကျင့်ဝတ်များကိုကောင်းစွာသင်ကြားနားလည်စီဆိုတာကတော့လူမှုပတ်ဝန်းကျင်မှာနေထိုင်တဲ့အခါလိုက်နာရမယ့်စည်းကမ်းနဲ့ကျင့်ဝတ်တွေကိုဆိုလိုပါတယ်မိဘဆရာအလုပ်ရှင်အလုပ်သမားစားသဖြင့်မိမိရဲ့ကဏ္ဍအလိုက်ရှိတဲ့ကျင့်ဝတ်တွေကိုသိရှိလိုက်နာခြင်းပါစီကန်းရှိတဲ့သူဟာဘယ်နေရာရောက်အများရဲ့ကြီးညိုလေးစားမှုကိုခံရပါတယ်မှန်ကန်ရင်ကြီးချိုးသားအေးဆိုရည်တပါစေဆိုတာကတော့စကားပြောဆိုမှုအတတ်ပညာပါပြောတဲ့စကားဟာမှန်ကန်ရမယ်ရင်ကြီးရမယ်အကျိုးရှိရမယ်မေတ္တာပါရမယ်နှုတ်ချိုရှိုးတပါဆိုသလိုစကားပြောကောင်းခြင်းဟာရန်သူကိုမိတ်ဆွေဖြစ်စေနိုင်သလိုမိမိရဲ့လုပ်ငန်းဆောင်တာတွေကိုလည်းချိုးမွေစေပါတယ်အနှစ်ချုပ်ကနေနဲ့ဒီကဗျာလေးကတော့လူတစ်ယောက်ဟာဘဟုတုတလည်းရှိရမယ်အလုတ်ကင်လည်းကျွမ်းကျင်ရမယ်ကိုချင်းတရားလည်းကောင်းရမယ်စကားပြောဆိုမှုလည်းယဉ်ကျေးရမယ်လို့လမ်းညွှန်ထားတာဖြစ်ပါတယ်ဗုဒ္ဓမြတ်စွာကလူသားတွေကောင်းကျိုးရဖို့အတွက်ဟောကြားခဲ့တဲ့ကမ္ဘာမင်္ဂလာတကမ္ဘာလုံးကလိုက်နာတိုက်တဲ့ကောင်းမြတ်သောအခြေခံတရားများပဲဖြစ်ပါတယ်ဒီမင်္ဂလာတရားတော်ကိုစတင်ကျင့်သုံးခြင်းဟာအောင်မြင်တဲ့ဘဝတစ်ခုကိုတည်ဆောက်ဖို့ခြေလှမ်းထစ်လာမှာမလွဲဧကန်ပါပဲ